AA ကမရာဦးကစစ်သုံးမန်းနဲ့သုံးမန်းမိသားစုဝင်တွေကိုလွတ်ပေးပြီးတဲ့နောက်မှာအခုရက်ပိုင်းလွတ်ပေးတဲ့စစ်သုံးမန်းနဲ့မိသားစုဝင်အယောက်900ကျော်အထိရှိလာပြီလို့သိရပါတယ်။ AA ဟာမေလ19ရက်နေ့မှာမရာဦးမြို့နယ်ကစစ်သုံးမန်းနဲ့စစ်သုံးမန်းမိသားစုဝင်184ယောက်အပါအဝင်မောင်တော်မြို့သိမ်းတိုက်ပွဲကအလေးဝင်လာတဲ့စစ်သုံးမန်း32ယောက်ကိုလွတ်ပေးခဲ့ပါတယ်။မေလ18ရက်နေ့ကလည်းဘူးတီတောင်မြို့နယ်ကစစ်သုံးမန်းမိသားစုဝင်အယောက်300ကျော်နဲ့မေလ16ရက်နေ့မှာမင်းပြမြို့နယ်ကစစ်သုံးမန်းနဲ့မိသားစုဝင်225ယောက်တို့ကိုလွတ်ပေးခဲ့ပါတယ်။ဒါကြောင့် AA ကလွတ်ပေးတဲ့စစ်သုံးမန်းနဲ့မိသားစုဝင်စုစုပေါင်း941ယောက်ထိရှိသွားပြီဖြစ်ပါတယ်။လွတ်ပေးတဲ့သူတွေအထက်မှာကလေးတွေတက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီးတပ်ရင်းတွေကိုတိမ့်တဲ့အချိန်ကဖမ်းပြီးတဲ့မိသားစုဝင်တွေလည်းပါဝင်တယ်လို့သိရပါတယ်။